သမထအာထုတာသမထယောဝိပဿနာယောအာထုတာအဓိကရည်ရွယ်ချက်ကတော့ကိလေသာငြိမ်းအေးဖို့ပဲဖို့နိဗ္ဗာန်ရဖို့ပါပဲဒါပေမဲ့လောကီအကျိုးလည်းတစ်ဖက်ကပြည့်စုံနိုင်ပါလေတရားကိုနာယီဝတ္တနာယီအာထုစိတ်တွေအထူးကြည်လင်အထူးအေးချမ်းအမစိတ်ကလေးတစ်ခုကြည်လင်အေးချမ်းတဲ့စိတ်ကလေးကလို့တော့ကြည်လင်အေးချမ်းတဲ့စိတ်ကလေးကလွယ်လို့တော့ကလုံးမှာဘာမှမရှိတော့ကိုယ်ခန္ဓာကိုယ်ကြီးတောင်မရှိတော့တယ်လို့အဲ့ဒီချိန်မျိုးဒီမှာကိုဖြစ်စင်တာလေးတစ်ခုကိုတောင်းတလိုက်တယ်ကိုလိုချင်တာလေးတစ်ခုကိုဆန္ဒပြုလိုက်တယ်ဆိုရင်အဲ့ဒီလွင်ဆန္ဒပြုပါပါလေဒီလေးတိုင်းငြိမ်းမှုတရားသူရဖို့အားထုတ်ပြီးမြဲလောကီအကျိုးကလည်းအကန့်ပိုင်းကလေးဘုံဘုံမိနစ်ပိုင်းကလေးအာယုပြုလိုက်ရုံနဲ့မလိုချင်အဆုံးရပါတယ်ဒါသမထဝိပဿနာဘာဝနာအလုပ်တွေကတစ်ခုပါဝါယောမတရားယောမလောကီစီဝါတုတ္တတာမဟုတ်ပါဘူးကိုယ်စိတ်ကိုအေးချမ်းအောင်တရားအထုတ်နေရင်လည်းတကယ်လိုအပ်လို့တောင်းတလိုက်ရင်တကယ်လိုအပ်တဲ့လိုအပ်ချက်ပြည့်စုံပါလေလောဘနဲ့ဟောလိုခြင်းတရားလိုခြင်းဆိုရင်တော့ဘယ်ဆုံးတော့မလဲတရားအထုတ်လို့တကယ်အေးချမ်းနေတဲ့လူကလည်းလောဘကြီးနဲ့မတောင်းတတော့ပါဘူးမရှိမဖြစ်လိုအပ်တဲ့လိုအပ်ချက်ကိုသာစိတ်ကလေးညှို့လိုက်မိမှာပါအေးချမ်းတဲ့စိတ်နဲ့မေတ္တာပွင့်စွမ်းတယ်လို့ခုလိုကိုယ်စိတ်ကလေးအေးချမ်းနေတဲ့အချိန်မှာဒီကမ္ဘာလောကကြီးမှာသူတော်ကောင်းပုဂ္ဂိုလ်တွေမေတ္တာပို့တာနေကြမှာပဲသူတော်ကောင်းပုဂ္ဂိုလ်တွေပို့တဲ့မေတ္တာဓာတ်ကိုခံယူပါတယ်အဲ့ဒါဆိုရင်လည်းသူတော်ကောင်းတွေပို့တဲ့မေတ္တာဓာတ်ကိုကိုယ့်ရဲ့သမာဓိအားလျော်စွာရပါတယ်ကိုယ်စိတ်ကြည်ကြည်သလောက်သူတော်ကောင်းတွေရဲ့မေတ္တာဓာတ်ရတယ်ကိုယ်စိတ်အေးအေးသလောက်သူတော်ကောင်းတွေရဲ့မေတ္တာဓာတ်ရပါတယ်တရားသိဉာဏ်ဤတရားဖြုတ်ခံဤမှာမေတ္တာလည်းပို့ပါသူတော်ကောင်းတွေရဲ့မေတ္တာကိုလည်းခံယူပါခံယူပါတယ်လို့စိတ်ကလေးညှို့ပြီးတော့ကိုယ်စိတ်ထဲမှာလေလိုက်ကြတဲ့ကသူတော်ကောင်းတွေရဲ့မေတ္တာဓာတ်တွေကိုယ့်ရဲ့ငယ်လေးကနေစလို့ကိုယ့်ရဲ့နှလုံးသားထဲကနေစလို့ကိုယ်ခန္ဓာကိုယ်အနှံ့ကိုယ်စိတ်အနှံ့ပြန့်သွားတဲ့ပုံလေးအာယုံပြုပါမေတ္တာဘာဝနာပွားများတော်မူနေကြတဲ့သူတော်ကောင်းပုဂ္ဂိုလ်ကြီးကျမ်းမာချမ်းသာကြပါစေအဲ့ဒါဆိုရင်လေကိုယ်ကမေတ္တာပို့နေတယ်ဆိုရင်တခြားမေတ္တာပို့နေတဲ့ပုဂ္ဂိုလ်ရဲ့မေတ္တာဓာတ်တွေ